ဒီဘက်ကတော့ချင်းမိုင်မှာရှိတဲ့အပကားဖန်လေးကိုသွားခဲ့ပါတယ်အပကားဖန်မှာကချင်းမိုင်ကနေဆိုရင်တော့တနင်္ဂနွေစီရတယ်ပေါ့နော်ရောက်သွားတဲ့အချိန်မှာတော့အပကားလေးတွေကသူတို့ရဲ့အိမ်ကနေပြီးတော့မှဒီဖိုတိုဘူးစီကိုအပကားလေးထွက်လာကြတယ်ပေါ့နော်အပကားလေးတွေလည်းရှိရတာတော့မဟုတ်ဘူးရှိပလေးတွေရှိရဲ့အပကားလေးတွေကတော့မောင်လေးတွေအရန်ကိုလိမ့်ပါတယ်သူတို့ဒီတဝန်ရိုက်မဲ့အပကားဖန်လေးမှာပဲသူတို့ထိုင်နေရဲ့သူတို့မုတ်ကြကျွေးလို့မစားတယ်ပြီးတော့တပုံရိုက်ခံတယ်ရိုက်အပပြရမယ်ဆိုရင်အပကားလေးတွေကသူတို့ကလူတွေနဲ့ DNA မျိုးစားသူ့ရဲ့သူ့မှာ DNA မျိုးရှိရပေါ့နော်တကူကလူတွေရဲ့ DNA မျိုးစားနဲ့တူတယ်အဲ့ဒါကိုဘာမှသိရှိရလဲဆို COVID-19 ဖြစ်တဲ့အချိန်မှာ research လုပ်နေမှာတွေ့ရှိကြတာပေါ့နော်အေးရဲ့အရာမှာပေါ့နော်ခုကတော့ချင်းမိုင်မှာအပကားဖန်မှာတွေ့နေတယ်သူတို့ကိုတနေ့ကုန်သူကတော့သူတို့တခင်ကသူ့အမြဲစောင့်ကြည့်နေပြီးဖိုတိုဘူးမှာတနေ့ကုန်ဒီပါလောက်သူကရှိနေတယ်customer ရလို့ရှိရင်ပြောပြရတယ်ကြည့်ရတယ်သူတို့ကလားနဲ့လည်းတူတယ်မရှိနဲ့လည်းတူတယ်ဒါပေမဲ့သူကလားနဲ့မတူတဲ့အချက်ကတော့သူကကောင်းတဲ့ပိုသေးပိုပြီးချစ်ဖို့ကောင်းတယ်ပြီးတော့အမြဲပြုံးနေတတ်တယ်လူတွေများတွေ့လူတွေအကုန်လုံးပုံပြရတယ်သူပေါ်ပြီးရှိတယ်အဲ့ဒါဒီချာဒီလားနဲ့ရှိပြီးနေတယ်ပြောပြရတဲ့သူရဲ့အချက်ကလေးတွေပါအပကားဖက်မှာတော့တနေ့ကုန်လောက်နေပြီးတော့မှကော်ဖီတောက်တယ်ပေါ့နော်ကော်ဖီတောက်ပြီးတော့ဒီရှီတောင်းတဲ့အလှကိုခတ်တာပြီးတဲ့အချိန်မှာနည်းနည်းလောက်မှပြန်လာခဲ့ပါတယ်